ယူကရိန်းမှာနေပြီးရုရှားအတွက်စစ်တိုက်ရလို့တေဆုံးသူဘယ်လောက်အထိရှိနေသလဲ3 နှစ်ကျော်လာတဲ့ယူကရိန်းစစ်ပွဲမှာရုရှားအတွက်တိုက်ခိုက်ပေးနေတဲ့စစ်သား9,000 ခွဲကျော်တေဆုံးထားပြီလို့ပြုစုထားတဲ့စာရင်းတွေအရအတည်ပြုထားရပါတယ်ရုရှားဘာသာစကားဌာနနဲ့လွတ်လပ်တဲ့ပြည်တွင်းမီဒီယာအဖွဲ့ဖြစ်တဲ့မီဒီယာဇိုနာတို့အပြင်စေနာဝန်ထမ်းတွေကဒီအချက်လက်ကို2022ခုနှစ်ဖေဖော်ဝါရီလကတည်းကစုဆောင်းနေခဲ့တာဖြစ်ပါတယ်။အာဏာပိုင်တွေရဲ့အစီရင်ခံစာတွေသတင်းစာတွေဆိုရှယ်မီဒီယာကပြေးတိုင်တွေနဲ့သင်ချိုင်းတွေအထိလိုက်လံအတည်ပြုစုဆောင်းထားတဲ့သေဆုံးပြီးသူတွေရဲ့စာရင်းမှာပါဝင်သူတွေရဲ့နာမည်တွေပါဝင်ပါတယ်။အဲ့ဒီသေဆုံးသူအရေးအတွက်ထဲမှာသမ္မတနိုင်ငံရဲ့လို့ကိုမှတ်ယူထားတဲ့ Donbas ဒေသထဲမှာရှိတဲ့ရုရှားရင်းပြည်သူစစ်တွေရဲ့အရေးအတွက်မပါဝင်ပါဘူး။ Donbas ဒေသမှာသေဆုံးတဲ့အရေးအတွက်က21,000နဲ့23,000ကြားရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဒါကြောင့်ယူကရိန်းစစ်ပွဲမှာအမေရိကန်သေဆုံးသူစုစုပေါင်းက9,000 ခွဲထက်ပိုများနိုင်တယ်လို့နားလည်ရပါတယ်။ဒန်နီဒူနီကော့ဖ်ကကွန်ရက်အမျိုးသားတက္ကသိုလ်မှာနိုင်ငံတကာဆက်ဆံရေးပညာကိုအထူးပြုတဲ့အသက်22နှစ်အရွယ်ကျောင်းသားဖြစ်ပြီးရေကူးရတာဝါသနာထုံပါတယ်။ရုရှားယူကရိန်းကိုအလုံးစုံကျူးကျော်တဲ့စစ်ပွဲအစနေ့2022ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့မှာပဲဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံရဲ့လို့တစ်ဖက်သက်ကြေညာထားတဲ့ဒွန်ညက်အာဏာပိုင်တွေကဒန်နီကိုမဖြစ်မနေတက်ထဲဝင်ခိုင်းပြီးခါကီဖ်ဒေသကိုပို့လိုက်ပါတော့တယ်။အဲဒီနောက်တစ်လအကြာမတ်လ25ရက်နေ့မှာတော့စစ်စင်ရေးတစ်ခုအတွင်းမှာဒန်နီပျောက်ဆုံးသွားခဲ့ပါတယ်။သူရဲ့တပ်စုမှာတပ်သား18ဦးပါဝင်ပြီးတယောက်မှပြန်မရောက်လာခဲ့ပါဘူး။အဲ့ဒီထဲက73ဦးသေဆုံးခဲ့တဲ့9ယောက်ကတော့အကျဉ်းသားအဖြစ်အဖမ်းခံခဲ့ရပါတယ်။လေးလကြာပြီးတဲ့နောက်နှစ်ဖက်အကျဉ်းသားလေးလဲချိန်မှာတော့တိုက်ပွဲအတွင်းသေဆုံးသူ73ဦးထဲမှာဒန်နီပါသွားခဲ့တယ်လို့အသက်ရှင်ကျန်ရစ်သူတွေကအတည်ပြုပါတယ်။ဒန်နီရဲ့အခုဖြစ်ကရုရှားကကြောရနောက်ခံပေးထားတဲ့ခွဲထွက်ရေးသမားတွေနဲ့ရုရှားစကားအဓိကပြောဆိုသူတွေအများစုသမ္မတနိုင်ငံလို့ကိုကြေညာထားတဲ့ယူကရိန်းရှေ့ပိုင်းကဒွန်ညက်စ်နဲ့လူဟန်စ်ဒေသကအခြားထောင်ပေါင်းများစွာသောဒေသခံတွေရဲ့အခြေအနေတွေကိုလည်းထင်ဟပ်စေပါတယ်။ရုရှားရဲ့အလုံးစုံကျူးကျော်စစ်စတဲ့2022ခုနှစ်အတွင်းမှာပဲဒေသခံမျိုးသားအများစုကလေ့ကျင့်မှုလုံလောက်မရလက်နက်ကောင်းမရတဲ့အခြေအနေနဲ့မဖြစ်နိုင်ဆုံးစစ်စင်ရေးတွေမှာတာဝန်ချခံရတယ်။အဲ့ဒီရလဒ်တွေကတော့အံ့ဩလောက်အောင်အများပြားသေဆုံးတာနဲ့ပျောက်ဆုံးတာတွေရှိခဲ့သလိုနှစ်တွေလတွေကြာတဲ့အထိသတင်းအစအနပြောင်းနေတဲ့အခြေအနေတွေဖြစ်ကုန်ကြပါတယ်။အဲ့ဒီဒေသကနေထွက်ပေါ်လာတဲ့နိုင်ရေးသတင်းတွေနဲ့လူပြောက်သတင်းတွေကိုအချက်အလက်စီစဉ်မှုအရသေဆုံးသူအများစုကကျူးကျော်စစ်ပထမနှစ်အတွင်းဒွန်ဘတ်ပြည်သူစစ်တွေသေဆုံးမှုဖြစ်ပါတယ်။ဒီရေအတွက်ကရုရှားစစ်တပ်ကသူတို့ဘက်ကကြာဆုံးတယ်လို့ပြောတဲ့သေဆုံးမှုအရေအတွက်25,969ခုနဲ့ရှင်လဲအကွာကြီးမဟုတ်တဲ့အခြေအနေပါ။သိမ်းပိုက်ခံထားတဲ့ယူကရိန်းရှေ့ဘက်ခြမ်းကဒေသခံတွေမှာရုရှားဘက်မှသူတို့ရဲ့ဆွေမျိုးဒါမှမဟုတ်တငယ်ချင်းတွေရှိပေမဲ့လည်းနိုင်ငံတွင်းနေစဉ်ဘွားတွေမှာနှစ်ဖက်ကူးလူဘက်ဆောင်ပေါင်းစည်းတဲ့ပုံစံမျိုးတော့နေကြတယ်။အဲဒါကြောင့်ပဲဒီဒေသတွေကလူတွေရဲ့ဆုံးရှုံးမှုကတာမန်ရုရှားတွေအတွက်မမြင်မသိနိုင်တဲ့အမေးပြောက်ခံဖြစ်စေပါတယ်။ရုရှားတွေဘက်ကဆုံးရှုံးတဲ့နောက်ထပ်လူအများစုကတော့ပြည်ထန်ကြားခံနေရတာကြောင့်ထောင်ထဲကနေစုဆောင်းထားတဲ့ရာဇဝတ်သားတွေပါ။မော်စကိုကရထားဘူတာမှာအိတ်ခိုးမှုနဲ့ထောင်ချခံရတော့အီဒယ်ဆာတီကော့ဖ်ကအသက်59နှစ်ရှိပါပြီ။တီးခြားရာဇဝမှုပြစ်ဒဏ်တွေကြောင့်2016နှစ်ကြာခံခဲ့ရတယ်လို့အခုတစ်ချိန်က4ချိန်မြောက်ထောင်ချခံရတာဖြစ်ပါတယ်။ထောင်ကိုပြန်မသွားချင်ဘူးဆိုရင်စာချုပ်ကိုလက်မှတ်ထိုးလိုက်လို့သူတို့ကကျွန်တော်ကိုပြောတယ်ကျွန်တော်တက်ရွယ်ကြောင်းရှေ့ရန်ကိုမလို့လို့အခုအနေနဲ့ပဲတာဝန်ပေးဖို့ကိုသူတို့ကအာမခံနေပြောတယ်အဲ့ဒါနဲ့ကျွန်တော်လိုက်သွားလိုက်တယ်လို့2024ခုနှစ်နွေရာသီမှာယူကရိန်းတပ်ဖွဲ့တွေရဲ့ဖမ်းဆီးခြင်းခံခဲ့ရပြီးတဲ့နောက်စစ်တုံးမှန်ဖြစ်သူကပြောပါတယ်နှစ်ဖက်အကျဉ်းသားတွေလဲလှယ်တဲ့အခါမှာတော့စာတီကော့ဖရက်ရှာကိုပြန်ရောက်ခဲ့တယ်အဲ့ဒီနောက်တော့ရှေ့ရန်ကိုထပ်မံဆေလွတ်ခံခဲ့ရတယ်လို့2025ခုနှစ်ဖေဖော်ဝါရီလမှာတော့တိုက်ပွဲတွဲမှာသူသေဆုံးခဲ့ပါတယ်ရာဇဝမှုကျူးလွန်တဲ့သူတွေထဲကစစ်သားဖြစ်စုဆောင်ခံရပြီးတော့တိုက်ခိုက်ဖို့ဆေလို့သူတွေထဲမှာ16,182ဦးအထိသေဆုံးတယ်လို့ရုရှားဘာသာစကားဌာနရဲ့စုဆောင်ထားတဲ့သတင်းချက်လက်တွေကသိရှိထားပါတယ်။အဲ့ဒီရေတွက်ကအများကြီးကြီးရှုနိုင်တဲ့ပြမှုဆိုင်ရာမှတ်တမ်းတွေရအစစ်စရရှိထားတာပါ။အဲ့လိုသေဆုံးသူအရေအတွက်ကမှတ်တမ်းရယူနိုင်တဲ့ပမာဏထက်မြေပြင်မှာပိုပြီးတော့အများပြားနိုင်ပါတယ်။ရုရှားကြေးစားတပ်ဗာဂနာအဖွဲ့ကနေပေါကြားလာတဲ့စာရွက်စာတမ်းတွေကိုစီစစ်ထားတဲ့အချက်လက်တွေပါအပါဝင်ဆိုရင်စစ်ဖြစ်တဲ့3နှစ်အတွင်းဒီလိုစုဆောင်းခံရတဲ့အကျဉ်းသားရေအတွက်ကရုရှားစစ်တပ်ရဲ့အသေးပြောက်ရဲ့3ပုံတစ်ပုံထိရှိနိုင်ပါတယ်။
အဲ့ဒီလူတွေကသူတို့ရဲ့အပြစ်တွေကြောင့်ပြင်ပနဲ့အဆက်အသွယ်ဖြတ်တောက်ထားတဲ့အကျဉ်းထောင်တွေမှာနှစ်ပေါင်းများစွာပြည်ထန်ကြခံခဲ့ရတဲ့သူတွေပါဆုံးရှုံးမှုတွေကရုရှားလူမှုအတိုင်းဝိုင်းမှာကျုံးမွေးပညာချို့တဲ့ငွေကြေးမဖူလုံနိုင်ငံရေးကြောရနောက်ခံမရှိအချက်တွေဖက်မှာပုံမြင်တွေ့ရပါတယ်လို့လန်ဒန်မြို့ King's College ကရုရှား Institute ညွှန်ကြားမှု Gunas Shara Fudinova ကပြောပါတယ်ခရမ်လင်နန်တော်ကရုရှားလူပောင်ကအခွင့်ထူးခံလူရန်စားကိုစစ်ပွဲနဲ့သက်ဆိုင်ခြင်းမရှိစရာပုံစံမျိုးဒီလိုနီးလက်နဲ့ကန်ထားလိုက်ပုံရှာတယ်။ဖိပါကကြေးစားတွေနဲ့အကျဉ်းသားတွေကိုလူစုတာလဲပါတာပေါ့လေလို့ဆိုပါတယ်။စစ်ပွဲရဲ့အသွေးပြောက်အတိုင်းစားကိုမြို့ငယ်လေးတွေမှာနေထိုင်ကြတဲ့လူထုကပို့ပြီးတော့တတိထားမိကြတယ်။ဆန္ဒပြလို့လည်းမရကိုမြင်ကိုလည်းပုတ်ပွတ်လင်းလင်းပြောလို့မရတဲ့လူအစုဖွဲ့တွေမှာစစ်တမ်းကိုပို့ပြီးတော့ခံနေရတယ်။စစ်ပွဲအကြောင်းပြောကြဆိုကြဆိုရင်လည်းကိုချင်းပဲပြောခွင့်ရတယ်လို့မျိုးကန့်သက်ခံရတယ်လို့သူကအဖြေဆွဲပြောပါတယ်။ရုရှားလူရေ30ရာခိုင်နှုန်းကသာစစ်ပွဲနဲ့ဖူးတွေ့တူတွေ့ဝင်တိုက်ရတာဝင်တိုက်တဲ့မိသားစုဆွေမျိုးသားချင်းရှိတာလို့2024ခုနှစ်စက်တင်ဘာလအတွင်းမှာပြုလုပ်တဲ့ Chronicles ပြည်သူ့သဘောထားစစ်တမ်းသုတေသနစီမံကိန်းမှာဖော်ပြထားပါတယ်။အဲဒီသုတေသနကိုရုရှားနိုင်ငံရေးအတိုက်ခံအဖွဲ့ဖြစ်တဲ့ LSE Media လို့ကကြီးမှုခဲ့တာပါ။တစ်ဖက်မှာတော့စစ်ပွဲကြောင့်တစုံတယောက်တန်ရတာဒါမှမဟုတ်သေဆုံးတာကိုသိတဲ့ယူကရိန်းနိုင်ငံသားက80ရာခိုင်နှုန်းနီးပါးရှိပါတယ်။ရုရှားစစ်ပွဲနဲ့ပတ်သက်ပြီးမှန်ကန်တဲ့တိုင်းစားမှုလုပ်နိုင်ဖို့ခက်ခဲတဲ့လီလာချက်စစ်တမ်းမှာပါဝင်ဖြေဆိုကြသူတွေပုပ်ပွင့်လင်းလင်းပြောကြဖို့ကြောက်ကြတယ်။ဒါပေမဲ့ရုရှားနိုင်ငံသားတွေရဲ့43ရာခိုင်နှုန်းကကျူးကျော်မှုကိုပုပ်ပွင့်လင်းလင်းထောက်ခံကြတာကိုဟယ်ဆင်ကီတက္ကသိုလ်ရဲ့ထောက်ပံ့မှုနဲ့ပြုလုပ်တဲ့ Proper စီမံကိန်းလီလာချက်အရသိရပါတယ်။ကိုယ်နဲ့အတွင်းသည့်အစင်းသည့်သူစစ်ပွဲမှာကြာသွားတဲ့စရာကိုလူတွေပိုသိလာကြမယ်ဆိုရင်စစ်ပွဲနဲ့ပတ်သက်ပြီးလူတွေအမြင်ကပြောင်းလဲသွားနိုင်မလားလို့ရုရှားလူမှုဗေဒပညာရှင် Victor Vashenter ကိုမေးကြည့်တဲ့အခါမှာတော့သိသိချတာပေါ့လို့သူကပြန်ဖြေပါတယ်။ရုရှားဘက်ကအသေးပြောင်းအရေးအတွက်ကပွင့်လင်းမြင်သာတဲ့အချက်လက်တွေကထုတ်ဖော်ပြောပြနိုင်တာထက်ပိုများနိုင်တာသိချပါတယ်အခုသူတေသနာအတွက်အကြံဉာဏ်ရယူခဲ့တဲ့စီရေးကက်ခက်တွေကတော့အခုပမာဏကဆစုပေါင်းအသေးပြောင်းရဲ့45ရာခိုင်နှုန်းကနေ65ရာခိုင်နှုန်းအထိပဲရှိနိုင်တယ်လို့ဆိုပါတယ်ဒါအပြင်ပြီးခဲ့တဲ့လတွေအတွင်းတိုက်ပွဲမှာကြာသွားသူအများစုရဲ့အလောင်းအများစုကမြေပြင်မှာပဲရှိနိုင်သေးတယ်ဘာကြောင့်လဲဆိုရင်အသက်ရှင်လျက်ရှိနေတဲ့စစ်သားတွေအတွက်ဆိုရင်လည်းဒီအလောင်းတွေကိုပြန်လည်ကောက်ယူဖို့ဆိုရင် drone နဲ့တိုက်ခိုက်ခံရတဲ့အန္တရာယ်ရှိနိုင်တာကြောင့်ပါအပေါ်မှာခံမှန်းထားတဲ့ရေးအတွက်ပြင်ရုရှားစစ်တပ်ဘက်ကအမှန်တကယ်သေဆုံးမှုက14619ကနေ2,21619အထိရှိနိုင်ပါတယ်။ Donbass ဒေသက Donetsk နဲ့ Luhansk ပြည်သူသမ္မတနိုင်ငံတွေကခံမှန်းသေဆုံးသူအရေအတွက်ကိုပါထည့်တွက်မယ်ဆိုရင်တော့ရုရှားဘက်ကသေဆုံးသူအရေအတွက်ကပိုပြီးတော့များလာပါပါ။ရုရှားဘက်ကနောက်ဆုံးထုတ်ပြန်တဲ့စစ်ဘက်ဆုံးရှုံးမှုက2022ခုနှစ်အောက်တိုဘာလကလေးကဖြစ်ပါတယ်။အဲဒီကလေးကသေဆုံးမှုပမာဏဟာ6000ထက်တောင်နည်းပါးပါသေးတယ်။ယူကရိန်းဘက်ကကြာဆုံးတယ်လို့နောက်ဆုံးထုတ်ပြန်ထားတာကတော့2024ခုနှစ်ဒီဇင်ဘာလမှာဖြစ်ပါတယ်။အဲဒီတော့ကယူကရိန်းသမ္မတ Volodymyr Zelensky ကယူကရိန်းဘက်ကသေဆုံးသူ4300အထိရှိပြီးတော့အဲဒီထဲမှာစစ်သားတွေနဲ့အရာရှိတွေပါဝင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့အနောက်အကဲခတ်တွေကတော့ဒီအရေးအတွက်ကရှော့တွက်ထားတာဖြစ်နိုင်တယ်လို့မှတ်ယူကြပါတယ်။လူများသိနိုင်တဲ့သတင်းအချက်အလက်တွေကိုစုဆောင်းတဲ့ယူကရိန်းရဲ့ဆုံးရှုံးမှုများဆိုတဲ့ website ကပြုလုပ်ထားတဲ့စီးရင်မှာဆိုရင်တော့မိသားစုနာမည်နဲ့စီးရင်ပြုစုထားတဲ့ယူကရိန်းစစ်သား9400အထိရှိတယ်။အဲ့ဒီရေအတွက်တဲကနမူနာ400ကိုကြာပန်းကောက်ယူပြီးစစ်ဆေးမှုရအချက်လက်ခိုင်မာမှုကယုံကြည်ရတဲ့အဆင့်ရှိပါတယ်။ယူကရိန်းဘက်ကထိခိုက်ကြဆုံးမှုအရေးအတွက်ကရုရှားတပ်ဆိုင်ပို့ပြီးတော့ပြည်စုံတယ်လို့ဆိုနိုင်တယ်။ဘာကြောင့်လဲဆိုရင်ယူကရိန်းသမ္မတကချီးမြှင့်ထားတဲ့စစ်ဘက်ဆိုင်ရာစုစည်းတွေကအများပြည်သူအလွယ်တကူကြီးစုလို့ရနေတာကြောင့်ပဲဖြစ်ပါတယ်။ရုရှားမှာတော့ဒီလိုအချက်လက်တွေကိုလျှို့ဝှက်အဆင့်ထားပါတယ်။စစ်ပွဲ3နှစ်ပြည့်လာတဲ့အချိန်မှာတော့ကမ္ဘာအာရုံစိုက်မှုပြောင်းလဲလာတယ်။အဲ့ဒါကတော့အမေရိကန်အစိုးရတပ်ကယူကရိန်းစစ်ပွဲအတွက်ငြိမ်းချမ်းညီနိုင်ဆွေးနွေးမှုတွေကိုတွန်းလှန်မလားဆိုတာမျိုးဖြစ်ပါတယ်။ကျမတို့ကတော့ပြီးခဲ့တဲ့စက်တင်ဘာလကတည်းကတည်တည်တသာမြင့်တက်လာတဲ့နိုင်ရေးသတင်းတွေစစ်တင်ချိုင်းတွေကအခြေအနေကိုဆက်ပြီးတော့စောင့်ကြည့်နေမှာပဲဖြစ်ပါတယ်ရှင်။